ဆွချစ်မြေမုံနေလူရဲ့ဘဝဟာမရေရဘူးယာယီခိတာလောကအေးတဲ့ချိန်တန်ပြန်ထွက်သွားရမယ်ခန္ဓာကျွေလွင်ခဲ့ရင်ဒီရဲ့ဝိညာဉ်ဘေးစီမလဲထောက်ရခီးတွေလမ်းတစ်ခုရှိနေတယ်အိုးနာသေးချင်နေလူနေစတရားဒီကိုယ်တိုင်ပဲလူဒီဖြာမဟုတ်မြေမုံကလာချိန်တမြေမုံတွားရမှာဟန်ဆောင်နေနေတော့ကွာရေလာကောင်းကြီးရွှေပြည်လာတိကြတယ်ဒီခုတော့ချောရအတွေ့ရွေးရမယ်ကိုယ်တိုင်ခံစားရမယ်မြေချောရယုံကြည်ဆုံးဖြစ်ချက်လေးမခဲ့ရင်ချောရအတွေ့မတွေ့ဘူးဆရာပဲအသက်တွေ့တဲ့အစားထိုးကချစ်ခဲ့လေသူယေရှုတာလီမန်ဒိုလန်ခီတဲ့ချောရနေစကြပြီကိုယ်တိုင်ပဲလူဒီဖြာမဟုတ်မြေမုံကလာချိန်တမြေမုံတွားရမှာဟန်ဆောင်နေနေတော့ကွာရေလာကောင်းကြီးရွှေပြည်လာသိကြတယ်ဒီခုတော့ချောရ